ဟုတ်တယ်နော် NRD ကပဲမတောက်ပဲမူးလို့ရမယ်မောင်ကောင်းကိုအခုလက်ရှိပါတော့ကျွန်တော်တို့တွေနော်လောက his အရန်ကို hit ဖြစ်နေသော player တယောက်အနေနဲ့သတ်မှတ်ထားပါတယ်တအားမတားကျန်းတာတော့မဟုတ်မတားမူးတာပါသူကြည့်ရင်ဆိုတော့ကျွန်တော်တို့ team တော်နေ player တွေကိုတော့ကျွန်တော်လှမ်းပြီးတော့ pressure ပေးတယ်ဟုတ်တယ်ဗျာနော်ကျွန်တော်ပြောပါတယ်နော်ကျွန်တော်တို့ဒီမှာတော့မောင်ကောင်းနေတလုံးတော့ဆွဲထားခဲ့ပြီပါမောင်ကောင်းလေးကတော့ T22 ကိုတော့အလှလေးတော့အေးမသေးသေးဘူးမောင်ကောင်းငသားလို့အေးမောင်ကောင်းအဟောပါတေးပြီးဆိုရတော့လေတကယ်ကွာတကယ် funny ဝိုင်းဒီပဲယောချိုမောင်ကောင်းတကယ်လုံးပြနေရနော်မောင်ကောင်းတကယ်လုံးပြနေရမင်းမောင်ကောင်းမတားကျန်းတာတော့မဟုတ်မတားမူးတာသူကြည့်ဆိုကြတော့ဟုတ်တယ်ဗျာဒီတကတော့လက်တန်းသွားပြီဟာမောင်ကောင်းတကယ်ဘိုက်ဒီဟာဒီတူတော့အလှလေးတော့ကျွန်တော်ပြစ်ပြတော့မယ်ဟုတ်တယ်ဟိုဘက်မှာစိတ်တစားရှိရယ်ချုပ်ချက်တွေကိုခတ်နေရပဲဟေးကျုံဟေးငါသူ့လက်ကြီးကိုသွားကြည့်ကြလိုက်တယ်တက်သူ့လက်ကြီးဘယ်လောက်တည်အောင်အကျော်ကတ်လိုက်မလဲဆိုပြီးတော့လေ